ဘောနော်ရှေးဆရာတော်ကြီးတွေကအလူတန်းပြုလို့ရည်စဲချတော့မယ်ဆိုလို့ရှိရင်ဒီကုသိုလ်ပြုတဲ့တရားတွေကိုဘယ်လိုပြောတော့ဆိုတော့လူချမ်းသာနတ်ချမ်းသာပြမချမ်းသာတွေကိုတောင်းတပြီးတော့မလှူနဲ့နော်ဒါနဆိုရင်နော်မလှူနဲ့နိဗ္ဗာန်ကိုတောင်းတနိဗ္ဗာန်ကိုအာယုံပြုတ်ပြီးတော့လှူဒီလိုပြောကြတာနော်ဆရာတော်ကြီးများဒါကတော့ဆရာတော်ကြီးတွေကခက်ရိုးရိုးစာတဲ့ကလာတဲ့အတိုင်းပြောတာပေါ့နော်ပြောတဲ့ခါကျတော့ဘုန်းကြီးတို့ကနောက်ကနေပြီးတော့စဉ်းစားကြည့်တာပေါ့အဲ့ဒီလိုပြောလိုက်တဲ့အတွက်ဟိုကဒကာဒကာမကတော့ဆရာတော်ကြီးပြောတယ်လို့နိဗ္ဗာန်အာယုံပြုဆိုတာသဘောပေါက်ကလားလို့ဆိုတော့ညာတော့ပြန်တော့သဘောမပေါက်ကြအောင်နော်မပေါက်ဘူးအဲ့ဒါတော့တွေ့ရတယ်အတွေ့ရတော့ကိုယ်ဒကာဒကာမတွေကိုသဘောပေါက်စေချင်တာနော်ဒီဆရာတော်ကြီးတွေရဲ့မိန့်ကြားချက်ကိုသဘောပေါက်စေချင်တာဆရာတော်ကြီးများကတော့စာတဲ့လာတဲ့တိုင်းရိုးရိုးပြောတာနော်ဒါနပြုတယ်ဆိုတာကဘာလို့တာတော့ဆိုတာပထမကိုကအဲ့ဒါလေးကိုသိရမှာနော်ဒါနကိုတုတ်တံပိဋကမှာဒါနဆိုတဲ့စကားလုံးကိုသုံးတာအဘိဓမ္မာပိဋကကြတော့ဒါနကိုအလောဘလို့စကားလုံးပြောင်းသုံးတယ်မြတ်စွာဘုရားကနော်အလောဘဆိုတာလောဘမရှိတာပေါ့လောဘမဖြစ်တာအလောဘခေါ်တယ်လောဘဆိုတာကလိုချင်တာလေအလောဘဆိုတာမလိုချင်တာပေါ့ဘာသာပြန်လို့ရှင်လေဆိုတော့ तू ကဒီလောဘနဲ့အလောဘကတစ်ခုနဲ့တစ်ခုဆန့်ကျင်ပဲဟောလောဘကလိုချင်တာအလောဘကမလိုချင်တာပေါ့အဲ့တော့လောဘဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာအလောဘမဖြစ်ဘူးအလောဘဖြစ်နေရင်လည်းပဲလောဘမဖြစ်ဘူးဒီနှစ်ခုကပြိုင်ဖြစ်လို့မရဘူးလေဆန့်ကျင်မဲ့ရင်နဲ့မီးလို့ကိုဆန့်ကျင်မဲ့ဆိုတော့အလောဘဆိုတာဒါနပဲလေဒါနနဲ့အလောဘအတူတူပဲလေနာမည်တာကွဲတာအတူတူပဲသုတ်တံမှာကြတော့ဒါနလို့ဟောတာအဘိဓမ္မာကြတော့အလောဘလို့ဟောတာအလောဘဆိုတာဒါနပဲဒါနဆိုတာလောဘကိုပယ်တဲ့တရားပဲလောဘကိုပယ်တာပေါ့နော်အဲ့တော့ဒါနကုသိုလ်ပြုတယ်ဆိုတာဘာလို့ပြုတာလဲလို့မေးမယ်ဆိုရင်လောဘဆိုတဲ့အကုသိုလ်ကိုပယ်တတ်တဲ့အနေနဲ့ပြုတာလို့ဒီလိုဖြေရမှာပေါ့နော်အဲ့တော့လောဘဆိုတဲ့တရားကိုပယ်တတ်တဲ့အနေနဲ့ဒါနကိုပြုတာဆိုရင်ဆရာတော်ကြီးတွေပြောသလိုပေါ့လူချမ်းသာနတ်ချမ်းသာပြမချမ်းသာကိုမတောင်းတနဲ့လို့ပြောတဲ့စကားဟာလူချမ်းသာကိုတောင်းတတယ်နတ်ချမ်းသာကိုတောင်းတတယ်ပြမချမ်းသာကိုတောင်းတတယ်ဆိုတာကသူကလောဘတစ်မျိုးပဲလေနော်အဲ့တော့ဒီဒါနကုသိုလ်ပြုပြီးတော့မှဒီလူချမ်းသာကိုလိုချင်တယ်နတ်ချမ်းသာပြမချမ်းသာကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီဘက်ကကုသိုလ်ကတော့လောဘကိုတော့ပယ်လိုက်ပါပြီသို့တော့ဒီလောဘပယ်ပြီးတော့ဟိုလောဘပြန်လိုချင်တယ်လို့ဖြစ်သွားတယ်ပြောင်းပြီးတော့လေပြောင်းတယ်လို့ဖြစ်သွားတာလောဘပဲလောဘပြန်ဝင်လာတာပေါ့လောဘတစ်မျိုးပြန်ဝင်လာတာကုသိုလ်ရှင်ရဲ့စိတ်ထဲမှာလေလောဘပုံစံတစ်မျိုးနဲ့ပြောင်းဝင်လာတာအဲ့ဒါကြောင့်မို့လို့ဆရာတော်ကြီးများကလောဘကိုပယ်တတ်တဲ့ဒါနကုသိုလ်ကိုပြုတဲ့ပုဂ္ဂိုလ်ဟာပြန်ပြီးတော့လောဘအသစ်တစ်မျိုးမဖြစ်စေနဲ့လူချမ်းသာနာချမ်းသာပြမချမ်းသာကိုတောင်းတပြီးလှူလို့ချင်းလောဘတစ်မျိုးပြန်ဖြစ်တာပဲပြန်ဖြစ်လို့ချင်းဒီလောဘနဲ့ပြုတဲ့ကုသိုလ်စေတနာနဲ့ပေါင်းပြီးလို့ရှိရင်ကံဖြစ်ပြီးတော့ဒီကံကပြန်အကျိုးပေးမှာပဲအပြိုးကျိုးပေးလို့ရှိရင်လူပြန်ဖြစ်မှာပဲနတ်ပြန်ဖြစ်မှာပေါ့ပြမပြန်ဖြစ်မှာပေါ့လူပြန်ဖြစ်လို့ရှိရင်လူဘဝလူခန္ဓာကိုယ်ရလို့ရှိရင်လူဒုက္ခဆင်းရဲနဲ့ကြုံရမှာပဲနတ်ခန္ဓာကိုယ်ရရင်လည်းနတ်ဆင်းရဲနဲ့ကြုံရမှာပဲပြမခန္ဓာကိုယ်ရခန္ဓာရရင်သူကဆင်းရဲရှိတာကိုခန္ဓာရှိရင်ဆင်းရဲရှိတာဆိုတော့ဒီနတ်ခန္ဓာပဲရရပြမခန္ဓာပဲရရသူ့ဆင်းရဲကတော့ရှိမှာပဲအဲ့တော့ဒီဆင်းရဲကြီးကမလွတ်တာကြီးကိုမလွတ်ခြင်းနဲ့အဲ့ဒီလိုပြောတာနော်မလွတ်ခြင်းနဲ့ဒါကြောင့်မို့လို့နိဗ္ဗာန်ကိုတောင်းတာဆိုတော့နိဗ္ဗာန်ဆိုတာကခန္ဓာမရှိတဲ့ခန္ဓာချုပ်တာကိုနိဗ္ဗာန်လို့ခေါ်တာကိုခန္ဓာယုံနာခန္ဓာချုပ်တာကိုနိဗ္ဗာန်လို့ခေါ်တာဆိုတော့ယုံနာခန္ဓာချုပ်သွားလို့ရှိရင်ယုံနာခန္ဓာကြောင့်ဖြစ်တဲ့ချမ်းသာဆင်းရဲကမရှိတော့မရှိတော့တဲ့အတွက်ယုံနာခန္ဓာမရှိတဲ့နိဗ္ဗာန်ကိုသာတောင်းတပြီးတော့လူအဲ့ဒါဆိုလို့ရှိရင်ကိုလူလိုက်တဲ့ဒါနကုသိုလ်ကလောဘကိုအကျွမ်းမဲ့ပယ်တတ်ရရောက်တယ်နော်သူအဲ့လိုပြောတာလေလောဘကိုတဖြည်းဖြည်းချင်းနဲ့ပယ်တတ်တာကိုဗျဒါနပြုရင်နဲ့လောဘကိုပယ်တတ်ပြီးတော့သွားရင်းနဲ့နောက်ကြားလာတဲ့ခါကျတော့ဒီလောဘကိုအကျွမ်းမဲ့ပယ်တတ်နိုင်တဲ့အဆင့်ကိုရောက်သွားမှာလေလောဘကိုအကျွမ်းမဲ့ပယ်တတ်နိုင်တဲ့အဆင့်ကိုရောက်သွားရင်ခေါင်းကပြောတဲ့ယုံနာခန္ဓာမရှိတဲ့နိဗ္ဗာန်ရောက်တယ်လို့ဒီလိုဆိုတာကိုတရားအဲ့ဒီလိုဆိုတော့ကိုဆရာတော်များကအဲ့ဒီလူချမ်းသာနတ်ချမ်းသာပြမချမ်းသာကိုမတောင်းတနဲ့ဆိုတာဟာ
ဒီဘက်ကလောဘတစ်ခုကိုပယ်တတ်ပြီးတော့ဟိုဘက်ကလောဘတစ်ခုပြန်ဝင်တဲ့အတွက်လောဘကယော့မသွားရော့မသွားရင်တဖြည်းဖြည်းချင်းနဲ့နဲပြီးတော့ကုံအောင်သွားမှာကိုသူကရော့မသွားတဲ့ခါကျတော့လောဘအသစ်ကပြန်တူလာတော့လောဘကမကုံနိုင်တော့ဘူးအဲ့ဒီလောဘတွေမကုံနိုင်လှူတာကတော့လှူနေတာပဲလှူပေမဲ့လို့လောဘအသစ်ကပြန်ဖြစ်နေတော့လောဘကမကုံဘူးလေမကုံတော့တန်တရာကမလွတ်တော့ဘူးလေအဲတန်တရာမလို့အဲ့လိုဂျာလဲသွားတာဝတ်ထဲမှာပဲလဲနေတယ်ဆိုအဲ့ဒါပြောတာကုသိုလ်ပြုရင်းနဲ့ဝတ်ထဲလဲနေတာကုသိုလ်တော့ပြုတယ်ပြုပေမဲ့လို့ကိုပြုတဲ့ကုသိုလ်ကဝတ်မှထွက်အောင်သူကမလုံးနိုင်ဘူးမစွမ်းဆောင်နိုင်အဲ့လိုဖြစ်သွားအဲ့ဒါကြောင့်မို့လို့ဝတ်ထဲကိုလဲပြီးတော့နေမှာကိုစိုးရင်လို့ဆရာတော်များကအဲ့ဒီလူချမ်းသာနတ်ချမ်းသာပြမချမ်းသာကိုမတောင်းတနဲ့ဟုတ်လားဒုက္ခခသိငင်းတဲ့နိဗ္ဗာန်ကိုတောင်းတပြီးလှူလို့ဆရာတော်ကြီးတွေကအဲ့ဒီလိုပြောတာအဲ့ဒီလိုပြောတာလေးတွေကိုကြည်ပြီးတော့မှဩဒီယုံနာခန္ဓာရှိနေလို့ရှိရင်ဆင်းရဲရှိနေတဲ့အတွက်ယုံနာခန္ဓာချုပ်ရာဖြစ်တဲ့နိဗ္ဗာန်ကိုပဲဆုတောင်းအာယုံပြုပြီးတော့လှူလိုက်လို့ရှိရင်ဒီလှူလိုက်တဲ့ဒါနစေတနာကခုနကလူချမ်းသာနတ်ချမ်းသာပြမချမ်းသာကိုတောင်းတတာမဟုတ်တဲ့အတွက်အဲ့ဒီကို तू မပေးနိုင်တော့ဘူးမပေးနိုင်ပဲနဲ့အဲ့ဒီဘဝကလွတ်တဲ့နော်တန်တရာကလွတ်တဲ့ချမ်းသာသည်ကိုပဲ तू ရောက်အောင်ပို့နိုင်မယ်ဟောအဲ့ဒီလိုဖြစ်သွားတာလေအဲ့ဒီလိုဖြစ်သွားလို့ရှိရင်နောက်ထပ်လောဘအသစ်ထမဖြစ်တော့ဘူးလေအခုလည်းပဲဒါနပြုရင်းနဲ့လောဘကိုပယ်လိုက်ပြီလေနောက်ထပ်လည်းအသစ်မဖြစ်ဘူးဆိုရင်ဒါလောဘကကြော့တယ်လေအခုပယ်တော့ပယ်တယ်နောက်ထပ်အသစ်ထဖြစ်တယ်ဆိုရင်လောဘကမကြော့တော့ဘူးလေမရော့ရင်တန်တရာလဲမှာပဲအဲ့တော့ဒါနပြုတယ်ဆိုတာလောဘရော့သွားအောင်မိမိတန်တရာမှာလောဘစိတ်တွေနည်းသွားအောင်ပြုတာကိုဒါနပြုတယ်လို့ခေါ်ပါတယ်နော်လူတန်းဟုတ်တယ်ဆိုတာလေအဲ့ဒီလိုသဘောလေးကိုသိပြီးတော့မှရှေးဆရာတော်ကြီးတွေမိန့်ကြားတာကတော့ဟိုရိုးတဲ့အတွက်မိမိတို့သဘောမသိဘူးအခုလိုရှင်းပြီးတော့ကြည့်လိုက်လို့ရှိရင်ဒါနပြုတယ်ဆိုတာလောဘကိုပယ်တတ်တာဖြစ်တယ်လောဘကိုပယ်တတ်တာဖြစ်တဲ့အတွက်လောဘပယ်တတ်လိုက်တဲ့အတွက်ရော့သွားရမယ်နော်ရည်ရွယ်ချက်ကရော့သွားရမယ်နောက်တော့တိုးမလာသေးရအောင်တိုးလာလို့ရှိရင်ရော့မသွားဘူးတိုးလာတယ်ဆိုရင်တန်တရာလဲကသူမထွက်နိုင်တော့ဘူးသူလဲနေတော့မှာပဲဒီကံကတော့အကျိုးပေးမှာပဲလေအကျိုးပေးရင်ဘဝတစ်ခုထပ်ရပြီးတော့တန်တရာထပ်လည်မှာပဲအဲ့ဒါကြောင့်မို့လို့လောဘအသစ်ထပ်ပြီးတော့မဖြစ်စေနဲ့ကိုယ်တက်လိုက်တဲ့လောဘလေးကိုတခါတည်းအသေးဟုတ်လားရော့သွားအောင်အထုတ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေလို့ဆရာတော်ကြီးများကပြောတာနောက်တစ်ခါလည်းပဲအလူတန်းလုပ်တဲ့အခါမှာဂုံဘဂသနာတွေကိုမမဲမောနဲ့လို့ဆရာတော်ကြီးပြောကြတယ်နော်အဲ့ဒီဂုံဘဂသနာမဲမောပြီးလှူတာကလည်းပဲအဲ့ဒီဂုံဘဂသနာမဲမောတယ်ဆိုတာလေသူကလည်းလောဘတစ်မျိုးပဲနော်လူထင်အောင်လုပ်တာလောဘတစ်မျိုးမန္တတိုင်တက်ပြဆိုတာအဲ့ဒါပြောတာလေသူကလည်းပြန်ဝင်လာတာလောဘတစ်မျိုးပြန်ဝင်လာခုနကလူချမ်းသာနတ်ချမ်းသာတောင်းတတဲ့လောဘကလည်းပဲတစ်မျိုးပဲလူပြေမှာပဲအခုလက်ရှိပြစ္ဆုတ်ပန်နေဂုံဘဂသနာမဲမောပြီးတော့ထင်ပေါ်ကြကြအောင်လှူတာကလည်းပဲသူလည်းပဲလောဘတစ်မျိုးပြန်ဝင်တာပဲအဲ့ဒါကြောင့်မလို့ဒါနကုသိုလ်ပြုတယ်ဆိုတာလောဘကိုပယ်တတ်တာဖြစ်တဲ့အတွက်လောဘနည်းသွားရမယ်လောဘရော့သွားရမယ်လောဘနည်းသွားမှလောဘရော့သွားမှဒီဒါနဟာအကျိုးရှိတဲ့လောဘအကျိုးရှိတဲ့ဒါနဖြစ်ရမယ်နော်အဲ့လိုကျတော့အကျိုးရှိတဲ့ဒါနဖြစ်ရမယ်အဲ့ဒါမှသာလျင်တန်တရာကလွတ်နိုင်မယ်လောဘတော့ပယ်ပါလေရဲ့နဲ့နောက်ထပ်လောဘအသစ်တစ်မျိုးပြန်ဝင်နေရင်ငါတို့ကုသိုလ်ဟာလောဘကိုမပယ်တတ်နိုင်ဘူးလို့အဲ့ဒီလိုဆိုလိုရရောက်သွားတယ်နော်ဆိုလိုရရောက်သွားတယ်ဒါကြောင့်မို့လို့ရှေးဆရာတော်ကြီးများလမ်းညွန်ခဲ့တဲ့ဆုံးမခဲ့တဲ့ဩဝါဒအတိုင်းမိမိတို့ဒီနေ့ပြုတဲ့ဒါနကုသိုလ်ဟာဟုတ်လားတန်တရာရဲ့လယ်မဲ့ဟုတ်လားကုသိုလ်မျိုးမဟုတ်ပါဘူးတန်တရာကထွက်ရာကိုပံ့ပိုးနိုင်မယ်ရောက်အောင်ပို့နိုင်မယ်ကုသိုလ်မျိုးပါလို့အဲ့ဒီလိုလေးနှလုံးသွင်းပြီးတော့ရည်စဲချလှူရမှာနော်